Well. Good evening, everyone. Alright. So, Dini, no, Friday, November, see analysis later. Chala, chile, no. So, Dini, when I, what for TVB USD, they don't chive. I mean, no. Oh, try to, support, sudden go. ကိုင်းနေတာလေးတွေ့လို့ကျွန်တော် try ကြည့်တာဆိုတော့လောလောဆယ်ကျွန်တော် currency ဝင်လာတယ် currency မှာကျွန်တော် GBP USD ကျွန်တော်15 minute time frame ဆိုတော့ကျွန်တော်အဝယ်လိုက်ဖို့စဉ်းစားတာလေးချက်ပြောပြပါတော့ဆိုတော့ analysis လေးချက်တော့ show လိုက်ပါတော့အဲ့တော့ analysis ကကျွန်တော်တို့လိုရှိမယ် daily time frame မှာကျွန်တော်တို့ဒီလိုမျိုးလေးကြာလာပါတော့ကြာလာတဲ့အရာတစ်ခုကဆိုတော့ဒီမှာသူကတက်လာတဲ့ဟာကိုကျွန်တော်တို့ liquidity ဆိုတာကြည့်ပြီးအချိန်မှာကျွန်တော် daily time frame ရနေရလဲကျွန်တော် bullish ဖြစ်တယ်ဆိုတော့ဒီမှာလေးကျွန်တော်တို့ internal liquidity တွေကျွန်တော်ပြတ်ကျန်နေတယ်ပေါ့နော်ဆိုတော့အဲ့ဒီနေရာလေးကိုကျွန်တော် target ထားတာပေါ့နော်ဆိုတော့ ratio 1 is to maybe 3လောက်လည်းတော့ပြောတယ်ပေါ့နော်ဆိုတော့ weekly time frame နဲ့တော့လိုက်နော်ဆိုတော့ higher time frame ကျွန်တော်တို့ကုစားပြတာကောင်းတယ်နော်ဆိုတော့ higher time frame မှာကျွန်တော်ဒီလိုလေးဖြစ်နေမယ်ဆိုတော့ higher time frame မှာဘာဖြစ်လဲဆိုတော့ uptrend မှာပဲရှိတယ်နော် uptrend မှာပဲရှိတယ်နော် uptrend မှာပဲရှိတယ်ဆိုတော့လောလောဆယ်ကျွန်တော်တို့ပြီးခဲ့တဲ့ back က bullish candle နဲ့ပိတ်ထားတယ်တွန်းတင်တာနော်ဒီ back မှာကျွန်တော်တို့ bearish candle ပဲပြောင်းသွားတာနော်ဆိုတော့ကြားနိုင်လို့ပြန်လဲနည်းနည်းတက်နိုင်ပြီနော်ဆိုတော့ကျွန်တော် weekly နဲ့တွဲတော့ 4 hours ကောင်းမယ်ဆိုတော့ 4 hour မှာဆိုလဲကျွန်တော်တို့မြင်တဲ့ time ပဲနော်ဒီက4နာရီလောက်ကျွန်တော်တို့ bullish candle နဲ့ကျွန်တော်လည်းပိတ်တာပြောချင်တာဒီနေ့ကတော့ကျွန်တော်တို့ market ဘယ်မှမသွားနိုင်ဘူး outlet ဆင်းနိုင် bottom တက်နိုင်သူက sideways သွားနေအနေထားမျိုးတစ်ခုဖြစ်တယ်ပေါ့နော်ဆိုတော့အကြောင်းမလို့ကျွန်တော်ဒီမှာပဲကျွန်တော် TP ထွက်ပါနော် TP ထွက်တယ်ဆိုတော့ဒီနေ့အမြင်ကျွန်တော်ကြည့်မယ်ဆိုတော့ဒီမှာကျွန်တော် liquidity point ရှိရယ် auto block ပေါ့နော် auto block နဲ့သူပြန်လာတယ်ဆိုတော့ဒီ check ကောင်းနေအောင်ပဲကျွန်တော်ဝင်ထားရတယ်ပေါ့နော်အဲ့မဲ့လည်း maybe ဒီကောင်ကရက်မြင့်တဲ့ high ကိုဆက်သွားနိုင်တယ်ပေါ့နော်အဲ့တော့ 4 နဲ့တွေ့တော့ကျွန်တော်15 minutes check show လိုက်မယ်နော်ဆိုတော့15 minutes မှာဆိုဒါတွေကကျွန်တော်တို့ပေါ့နော် session high and low စုံနေဖြစ်ပေါ့နော်အဲ့တော့ session high and low မှာကျွန်တော်တို့ဒါအခုကျွန်တော်ချက်စောင့်ကြည့်နေတာ US session ဘယ်လိုဖြစ်မလဲပေါ့နော်အဲ့ဒါချက်ကြည့်နေရတယ်ပါတယ်ဆိုတော့ London session မကုန်သေးဘူးပေါ့နော်အဲ့တော့ Asian session မနေ့က Asian session auto block နဲ့ပြန်လာတယ် reject ဖြစ်ပြီးတော့မြင်တဲ့အတိုင်းမှာ15 minute candle ပြန်နေရတယ်ပေါ့နော်ပြန်တက်ပြီးပြန်ကျတယ်နော်ဆိုတော့အောက်ကိုလည်းပြန်ဆင်းတယ်ထိုးဆင်းတာဒါကြောင့်လည်းကျွန်တော် capital 1လောက်ပဲရှင်းတာပေါ့နော် 0.3% လောက်ပဲရှင်းတာပေါ့နော် capital 0.3% ဆိုတော့ရှုံးလဲကျွန်တော်တို့ရှုံးနေပေါ့နော်အဲ့တော့risk reward ratio ကကျွန်တော်3လောက်ရှိတယ်နော်3လောက်ရှိတယ် 2.92 3ရနော်ယူချင်3လောက်ယူရတယ်တက်မှာရှိအဲ့တော့တက်မယ်ဆိုတော့အဲ့လောက်ထိသွားလို့လာတာရှိ Okay ဒါကတော့ကျွန်တော် analysis check ပြောပြပါနော်ဆိုတော့ tactical သတင်းပိုင်းမှာကျွန်တော်ဘာတွေဖြစ်နေလဲဆိုတာ check ကြည့်ဖို့လိုတယ်အဲ့တော့သတင်းပိုင်းမှာသူတို့ပြောနေတာတော့ဒါ trade ပိုင်းမှာလည်းတက်လာတယ်ပေါ့နော်ဒါ US dollar soft ဖြစ်လာတယ်ဘာကြောင့်လဲဆိုတော့ဒါကတော့ဝင်နေပေါ့နော် interest rate cut ကပြန်ပြီး short မယ်ဆိုတဲ့ဟာ December မှာဖြစ်နိုင်တယ်ဆိုတဲ့ဟာဆိုတော့ result ကလည်းတန်တရားဖြစ်လာတယ်လို့ပြောလိုက်တဲ့အချိန်မှာကျွန်တော် trade market ကထိုးတက်သွားနော်အဲ့တော့ဘာကြောင့်rate cut ဖြစ်နိုင်လဲဆိုတော့ကျွန်တော်လိုမာ data တွေလာစာပေးတာတွေမကောင်းဘူးနော် data တွေလာစာတွေအဲသွားတယ်ကျွန်တော်တို့ပြီးတော့အလုပ်မှာ unemployment claim များလာတယ်အဲ့ဒါတွေကြောင့်ကျွန်တော်တို့ rate cut က short ပြီးဒါတွေကပြန်ပြီးတော့ပြန်တက်လာမှာပေါ့နော်ဆိုတော့နောက်ဆုံးတစ်ခုနဲ့ဒီမှာကျတော့ကျွန်တော်
US to remove tariff on some products ဆိုတော့တချို့နိုင်ငံတွေမှာကျွန်တော်တို့ tariff short ချလိုက် short ချဖယ်ထုတ်တယ်ပေါ့နော်တချို့ product တွေအဲ့ဒါတွေတော့ကြောင့်ကျွန်တော်တို့ဒီဟိုနဲ့ပေါ့နော်US dollar နည်းနည်းပြန်ပြီးတော့အားပြန်ကောင်းလာတဲ့ပုံမျိုးပေါ့နော်အပြင်US dollar ဟိုပေါ့US dollar ကဟိုတင်ပေါ့နော်တစ်ချက်ပြန်ပြီးတော့ဟိုပေါ့ tariff မရှိတော့တဲ့အခါကျတော့ inflation မရှိဘူးပေါ့နော် inflation မရှိဘူးအဲ့ပေါ့ sorry ပေါ့ US dollar နည်းနည်းလေးပြန်လျော့သွားတာပေါ့နော်အားပြန်လျော့သွားတာဆိုတော့အဲ့တွန်းအားပေးမှုတွေကြောင့်လည်းကျွန်တော်တို့ economy တွေကြောင့်လည်း market ကတဝက်သွားဖြစ်ပြီးတော့ sideways သွားတယ်နော်အဲ့တော့ Friday နေ့က risky ဖြစ်တယ်ဒါပေမဲ့ဟိုပေါ့ကိုယ့်ရဲ့ small risk နဲ့ trade ချင်တယ်ဆိုရင်ရပါတော့နော်ဒီ setup ကအရင်ကောင်းတယ်ကိုကအရင်ကြိုက်တယ်ဆိုရင်တော့ profit လည်းရှိတယ်ဆိုရင်တော့ကိုယ့်ရဲ့ D plus setup တွေဝင်နေဆိုတော့ကျွန်တော် trade လို့ရပါတော့ဆိုတော့ဟိုဒါကတော့ financial advice မဟုတ်ပါဘူးကိုယ့်ရဲ့ own judgment ပါနော်ကိုယ့်ရဲ့ဆုံးဖြတ်ချက်ကို trade ပါတယ်အဲ့တော့ကျွန်တော်ကတော့ဒါကတော့ sharing နေနဲ့ကျွန်တော်လုပ်တာဖြစ်ပါတယ်ဆိုတော့အားလုံးပေါ့နော်ဟိုသင်ခန်းစာတစ်ခုပဲဖြစ်ဖြစ်ကျွန်တော်တို့ဘူးစာပဲဖြစ်ဖြစ်ကျွန်တော်တို့တစ်ခုခုရမယ်လို့ကျွန်တော်ဗီဒီယိုမှာကျွန်တော် channel မှာပြောနေပါတယ်အားလုံးတက်ကောင်းကြပါစေ